သူမဟာသူမရဲ့ဘုံခုနှစ်ဆင့်ဒဏ္ဍာရီလာဟင်းလျာပွဲကိုအများမြင်သာအောင်ချပြလိုက်ပါတော့တယ်။အဲ့ဒီအခါသူမကိုလှောင်ပြောင်ပြောဆိုနေသူတွေဟာပါဆက်အဟောင်းသားဖြစ်သွားကြတယ်။သူမလှိဖြတ်ထားတဲ့ငါးကလေးဟာအယိုးပဲရှိနေပေမဲ့ငါးရီကန်ထဲမှာအသက်ရှင်လျက်ကုခတ်နေခဲ့တာကိုအံ့အားသင့်စွာတွေ့လိုက်ရတာကြောင့်အားလုံးကမျက်လုံးဝိုင်းသားဖြစ်သွားကြတယ်။တယောက်သောစပိုမူဟာသူမကိုနိုင်ငံရဲ့ပါရမီရှင်စပိုမူတယောက်မှမှတ်မိသွားခဲ့ပါတော့တယ်။ထိုမြင်ကွင်းကြောင့်သူမရဲ့ဖခင်ဟာထိတ်လန့်တုန်လှုပ်သွားပြီးပြိုလဲသွားပါတော့တယ်။ပရိသတ်ကြီးကလည်းသူမရဲ့ဖခင်အားဂတိပေးထားတဲ့အတိုင်းဘယ်တော့မှချက်ပြုတ်တာတွေမလုပ်ဖို့ဖိအားပေးလာကြတယ်။အဲ့ဒီအခါမှာသူမရဲ့အကူများဟာအကြီးကျယ်နောက်တရသွားခဲ့ကြပြီးတောင်းပန်ပါတော့တယ်။သူမရဲ့အရေးချင်းအားနားလည်မှုလွဲခဲ့တယ်ဆိုပြီးပေါ့။တကယ်တော့သူမလိုချင်တာဟာမိသားစုရဲ့ဂရုစိုက်မှုတစ်ခုတည်းသာဆိုတာသူတို့မသိခဲ့ဘူး။သူမအားပြန်လာခြင်းရင်အမြဲပြန်လာလို့ရကြောင်းပြောဆိုတဲ့အခါသူမဟာနှင်ထုတ်လိုက်တဲ့နေ့ကိုဘယ်တော့မှမေ့မရခဲ့ပါဘူး။ဒါကြောင့်သူမဟာမိသားစုနဲ့လုံးဝမသက်ဆိုင်တော့ကြောင်းနာကြီးမုန်းတီးစွာပြောလိုက်တယ်။အဲ့ဒီစကားကြောင့်သူမအဖေဟာအကြီးကျယ်ဒေါသထွက်သွားခဲ့ပြီးအစောတည်းကပါရမီရှင်စပိုမှုတယောက်လို့ပြောခဲ့ရင်ဒီနေ့ကိုရောက်လာမှာမဟုတ်ကြောင်းအပြစ်တောင်တင်လိုက်ပါသေးတယ်။သူမဟာမိသားစုအပေါ်အကြီးကျယ်လုံးဝစိတ်ပြတ်သွားခဲ့တယ်။သူမဖခင်ဟာစာချုပ်မှာလက်မှတ်ထိုးခဲ့ပြီးသူ့မှာသမီးတယောက်သာရှိကြောင်းအတိအလင်းအော်ပြောလိုက်ပါတော့တယ်။သူမဟာစိတ်ပြတ်အားငယ်မှုအပြည့်နဲ့ပြေးထွက်သွားခဲ့ပါတော့တယ်။သူမလိုလိုချင်းချင်းတောင်းတနေခဲ့တဲ့မိသားစုရဲ့အရေးပေးမှုကလည်းမရနိုင်ခဲ့ပါဘူး။သူမရဲ့ချစ်သူဟာသူမဟာနှလုံးသားမရတဲ့အကြောင်းရင်းကိုစုံစမ်းရန်ဆုံးဖြတ်လိုက်တယ်။သူဟာစပိုမှုအဖွဲ့အားတွားရောက်မေးမြန်းခဲ့တယ်။လွန်ခဲ့တဲ့နှစ်ကလေးကသူမဟာစားတောက်ဆိုင်တွေဘလို့တိုးတက်အောင်မြင်အောင်လှုပ်ဆောင်ရမယ့်အကြောင်းအမြဲတွေးနေတဲ့သူဖြစ်ကြောင်းပြောတယ်။သူမဟာအရန်ဖျားတက်နေတာတောင်သူတို့ရဲ့ရက်စက်မှုတွေကြောင့်ပကံတွေစစ်ဆေးဖို့အလုပ်လာခဲ့ရကြောင်းတယောက်တော့အမျိုးသားကရင်းနာစွာပြန်ပြောလာခဲ့တယ်။ပြီးတော့သူမဟာနှစ်နှလုံးလုံးဝလာစာမရခဲ့ကြောင်းအကြောင်းစုံကိုသိသွားခဲ့တယ်။အမျိုးသားဟာသူမနေခဲ့ဘူးလေသူမရဲ့အခန်းလေးစီသွားခဲ့ပြီးအမှန်တရားကိုဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်။သူဟာမထင်မှတ်ပဲသူ့ရဲ့မဆုစာအုပ်လေးကိုတွေ့ရှိခဲ့တယ်။သူမရဲ့မဆုဒိုယာရီလေးထဲမှာတော့သူမအကိုတွေပေါ်ထားရှိတဲ့ချစ်ချင်းမြတ်တာတွေကိုချရေးထားတာဖြစ်နေပါတော့တယ်။သူမဟာသူမရဲ့မိသားစုကိုဂရုတစိုက်ရှိပေးခဲ့ပေမဲ့သူမကိုအမြဲတမ်းအပေခံပဲဖြစ်နေခဲ့တာကိုသူမကစိတ်အားငယ်စွာချရေးထားတယ်။သူဟာသူမအပေါ်ပြုမှုခဲ့တာတွေအတွက်ပြန်လည်တတိယလာပြီးနောက်ကျတဲ့နောင်တတွေရလို့နေခဲ့တယ်။တကယ်တော့သူမဟာသူ့ရဲ့စိတ်သက်ပြိုလဲမှုပေါ်အားပေးခြင်းယုံတက်နဲ့သူ့အနာချင်းတက်ခဲ့တယ်ဆိုတာသဘောပေါက်ကနောင်တရလာခဲ့တယ်။တစ်ဖက်မှာရှိတဲ့သူမကတော့သူမအဖြစ်ချင်းဆုံးသူမအဖိုးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးခဲ့တယ်။ဆေးရုံတစ်ဘေးတွင်လူနာများအတွက်အခမဲ့စားတောက်ဆိုင်ကြီးကိုဖွင့်လှစ်ခဲ့ပါတော့တယ်။သူမမိသားစုဟာသူမကိုနောက်တမရပဲတံပြန်လို့စိတ်ကြောင့်အသေးတန်လိုက်ရှာနေပါတော့တယ်။သူမရဲ့အကိုဖြစ်သူဟာသူတို့အားလက်စားချေပြီးတာကြောင့်အဝေးတနေရာကိုထွက်သွားတာဖြစ်နိုင်ကြောင်းမှားယွင်းစွာဆွဆွဲခဲ့ပါတော့တယ်